ကျမဟာမျက်စိကွယ်နေခဲ့တာ3နှစ်ရှိပါပြီဒီနေ့မှာတော့အလင်းရောင်ပြန်ရခဲ့ပါပြီဒီသတင်းကောင်းကိုချစ်သူစီပြောပြဖို့ပြင်ပေမဲ့အဖေကတော့သူ့ရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့အတွက်မျက်မမြင်ဟန်ဆောင်နေဦးလို့တားမြစ်ခဲ့ပါတယ်ဒါကြောင့်ကျမဟာတထေးသမီးဆိုတဲ့အထောက်ထားကိုဝတ်ထားပြီးမင်္ဂလာဆောင်နေ့မှာသူ့ကိုအံ့ဩသွားအောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်မင်္ဂလာဆောင်နေ့မှာတော့မမျှော်လင့်ပဲကျမရဲ့ချစ်သူနဲ့အရင်နှီးဆုံးတငယ်ချင်းမလေးတို့ဖက်လဲတကင်းဖြစ်နေတာကိုမြင်လိုက်ရပါတယ်ကျမမျက်စိမမြင်ဘူးအထင်နဲ့သူတို့ဟာဘာမှမရှောင်မတိမ်ပဲပေါ်ပေါ်တင်တင်ရောလုံးနေကြတာပါအဲ့ဒီနောက်သူတို့ကထူးဆန်းတဲ့အဝတ်စုပ်တစ်ဖွဲဝတ်စုံတစ်ခုကိုထုတ်ပေးပြီးဒါဟာကျမရဲ့မင်္ဂလာဝတ်စုံပါလို့လိမ်ညာခဲ့ပါတယ်ကျမကိုမင်္ဂလာပွဲမှာလူပြက်တစ်ယောက်လိုဖြစ်သွားအောင်အဆက်ခွဲဖို့ကြံစီနေကြတာပါကျမဟာရင်ထဲကဒေါသကိုထိန်းချုပ်ပြီးသူတို့ပြောသမျှကိုယုံကြည်အောင်ဆောင်ကအဲ့ဒီဝတ်စုံကိုဝတ်လိုက်ပါတယ်သူတို့ထွက်သွားတာနဲ့အဖေစီဖုံးဆက်ပြီးအမှန်တရားအလုံးကိုပြောပြလိုက်တယ်လို့ဒီရုပ်မာတဲ့အမျိုးသားရဲ့မျက်နှာဖုံးကိုလည်းခွာချဖို့ဆုံးဖြတ်လိုက်ပါတယ်ဖုံးချပြီးတာနဲ့လူမိုက်2ယောက်ကကျမကိုရန်ပြုဖို့ကြိုးစားတာကြောင့်ထွက်ပြေးရင်းအမျိုးသား1ယောက်ရဲ့ရင်ခွင်ထဲကိုအမှတ်မထင်ဝင်တိုက်မိပါတယ်အဲ့ဒီလူကိုမြင်တာနဲ့လူမိုက်တွေဟာချက်ချင်းနောက်ဆုတ်သွားကြပါတယ်သူဟာတာမန်လူမဟုတ်မှန်းသိတာကြောင့်ကျမကသူ့ကိုရှင်ကျမကိုလက်ထပ်မလားလို့တိုက်ရိုက်မိလိုက်ပါတယ်မမျှော်လင့်ပဲသူကကျမကိုမြင်မြင်ချင်းချစ်မိသွားပြီးကိုမင်းရဲ့မင်္ဂလာပွဲကိုကိုယ်တိုင်လာပြီးတောင်းရမ်းမယ်လို့ကတိပေးခဲ့ပါတယ်မင်္ဂလာပွဲစတင်တဲ့အခါကျမရဲ့ဝတ်စုံကိုမြင်ပြီးဧည့်သည်တွေကတူးတူးနဲ့လှောင်ပြောင်ကြပါတယ်ဒါပေမဲ့ကျမကတော့ဂယုမဆိုင်ပဲကျမတို့သားကိုပြောင်းလဲခြင်းပါတယ်လို့လူကြားထဲမှာကြေညာလိုက်ပါတယ်ဒေါသထွက်သွားတဲ့ရီစားဟောင်းကမျက်မမြင်မလေးကိုဘသူကလက်ထပ်မှလဲလို့လှောင်ပြောင်ပါတယ်အဲ့ဒီအချိန်မှာပဲဟိုမျိုးသားဟာလက်ဆောင်မှုတွေနဲ့အတူရောက်လာပြီးလူအများရှိမှကျမကိုတောင်းရမ်းလိုက်ပါတယ်ကျမချမ်းသာတဲ့မိသားစုတွေကိုလက်ထပ်ဝင်တော့မယ်ဆိုတာမြင်တော့တငယ်ချင်းမလေးကဒီမိန်းမကအကျင့်စာရိတ္တမကောင်းဘူးသူ့ရဲ့ကုတ်အင်ကြီးအောက်မှာအဝိစားတွေဗလာဖြစ်နေတာလို့အော်ဟစ်ပြီးအပုတ်ချပါတယ်ဧည့်သည်တွေကလည်းကျမကိုဝိုင်းပြီးကဲ့ရဲ့ကြပါတယ်နောက်တစ်စက္ကန့်မှာပဲကျမကကုတ်အင်ကြီးကိုချွတ်ချလိုက်ပါတယ်အောက်မှာတော့လူတိုင်းကိုမှင်သက်သွားစေလောက်တဲ့အလွန်တရာလှပတင်နေတဲ့မင်္ဂလာဝတ်စုံတစ်ထည်ရှိနေပါတော့တယ်ဒီတို့သားအစ်စ်ကတကယ်ပဲဘသူလဲပြီးတော့မျက်စိပြန်မြင်နေပြီဆိုတာသိသွားတဲ့အခါရီစားဟောင်းနဲ့တငယ်ချင်းမလေးတို့ဘယ်လိုမျိုးအရှက်ရသွားမလဲ